ပါပနဲ့ကလျာဏပါပဆိုတာလူဘဝမှာအောက်တန်းကျသွားစေတတ်တဲ့အပြစ်ရှိတဲ့အမှုတွေကိုပါပလို့ခေါ်တယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်ဆင်းရဲဒုက္ခကိုတွန်းပို့ပေးတတ်တဲ့မကောင်းမှုအကုသိုလ်တွေမှန်သမျှကိုပါပလို့သဘာဝတရားကိုပြောတာအဲ့ဒီမကောင်းမှုအကုသိုလ်တွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ကြတော့ပါပကာရီလို့သူတို့သုံးတယ်ဗာလိစ္ဆာပဲလူတွေလိုချင်တာကချမ်းသာဒုက္ခလူတိုင်းဟာလိုရှိတာချမ်းသာဒုက္ခပဲသို့တော့ချမ်းသာဒုက္ခကိုပါပနဲ့ကလျာဏနှမျိုးတွင်ပါပကမပေးနိုင်ဘူးကလျာဏကမပေးနိုင်ကိုလိုချင်တာမရနိုင်တဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အမှုကပါပလို့ဆင်းရဲဒုက္ခကိုတွန်းပို့တဲ့လူတွေရဲ့ယဉ်နဲ့နှလုံးထဲမှာဖြစ်တဲ့အကုသိုလ်တရားတွေမှန်သမျှပါပထိုအကုသိုလ်တရားတွေကိုလက်ခံကျင့်သုံးပြုလုပ်နေတဲ့ပုဂ္ဂိုလ်ကပါပကာရီဒီခါဆန့်ကျင်ဘက်ပြောမယ်ဆိုရင်လူတွေဟာကောင်းတဲ့ဘက်မှာခုံကျက်တွေတိုးတက်ပြီးချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုမှန်သမျှကိုကလျာဏလို့ခေါ်တယ်ကလျာဏကိုကောင်းတယ်တင့်တယ်တယ်ကောင်းတယ်ဆိုတာဟာဘယ်ဘက်ကချိကောင်းတဲ့ဘက်ကိုခေါ်ဆောင်ပေးနိုင်တဲ့အကြောင်းတရားတွေစီးပွားရေးတိုးတက်ဖို့လည်းကောင်းတယ်အသိပညာတိုးတက်ဖို့အတွက်လည်းကောင်းတယ်ဘဝလမ်းကြောင်းထက်တန်းရောက်ဖို့လည်းကောင်းတယ်တန်တရားဝကလွတ်ဖို့အတွက်လည်းကောင်းတယ်လူလောကမှာဝင်ဆန့်ပြီးတော့အလုံးအတွက်ကောင်းတဲ့လုပ်သည်ကုသိုလ်ကောင်းမှုသာဖြစ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုသည်လူတွေလိုချင်တဲ့ချမ်းသာဒုက္ခကိုဆက်လိုက်ပေးစွမ်းနိုင်တဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုကလျာဏကာရီလို့သူဆိုလို့မြတ်စွာဘုရားရဲ့ဒေသနာတော်လေးမှာမှတ်သားထားဖို့ကလျာဏကာရီကလျာဏံပါပကာရီစပါပကံယာဓိတံဝပတိပိစံတာဓိတံဟရတိဖလံဆိုတဲ့ကတရားရဲ့ရှုမြင်သုံးသပ်လို့ရတဲ့အခြေအနေကိုဖော်ပြတဲ့စကားလေးပဲအဲ့ဒီမှာဥပမာစကားဘက်ကစပြောရမယ်ဆိုယာဓိတံဝပတိပိစံတာဓိတံဟရတိဖလံဒီဘက်ကဘိဇဆိုတာမျိုးစိတ်ဖလဆိုတာမျိုးစိတ်ပေါက်လာတဲ့အပင်ကတီးတဲ့အသီးကိုဆိုင်တာကတရေစိတ်ကိုဆိုင်လိုက်တယ်တရေစိတ်ကတရေပင်ပေါက်လာပြီးတီးတော့တရေသီးကိုတီးတယ်ကိုကဓမ္မမျိုးစိတ်ကိုဆိုင်တယ်ဆိုရင်ဓမ္မစိတ်ကဓမ္မပင်ပေါက်တယ်ပြီးရင်တီးတဲ့အခါဓမ္မသီးကိုတီးအဲ့ဒါကိုဆိုလို့တယ်ယာဓိတံဝပတိပိစံချိုမျိုးစိတ်အခါမျိုးစိတ်ဘယ်လိုမျိုးစိတ်ပဲဖြစ်ဖြစ်ကိုစိုက်တဲ့မျိုးစိတ်အတိုင်းတာဓိတံဟရတိဖလံအဲ့ဒီမျိုးစိတ်နဲ့အလားသဏ္ဍာန်တူတဲ့အသီးကိုရမှာပဲလို့ဒါဟာကံတရားနဲ့ပတ်သက်ပြီးဟောကြားတဲ့နေရာမှာအတော်ကိုရှင်းလင်းတဲ့ဥပမာစကားပဲဖြစ်တယ်အဲ့ဒီဥပမာကိုလွယ်တကူနားလည်ပြီးဆိုတဲ့အခါကျတော့ရသော်ဗျာကလျာဏကာရီကလျာဏံကလျာဏဆိုတဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့ကုသိုလ်ကောင်းမှုအလုပ်ကိုလုပ်တဲ့လူဟာ
ကောင်းကျိုးချမ်းသာတွေကိုရမှာပဲကလျာဏဆိုတာမင်္ဂလာရှိတယ်ကျက်တည်ရှိတယ်ဘဝမှာပြည့်စုံတယ်လူတွေလေးစားလောက်တဲ့အနေအထားရှိတယ်အလုံးကအားကြရတဲ့အနေအထားမျိုးရှိတယ်ကောင်းကျိုးမှန်သမျှတွေကိုကလျာဏလို့ခေါ်ကလျာဏကာရီကောင်းမှုကိုပြုတဲ့ပုဂ္ဂိုလ်ကလျာဏကောင်းကျိုးချမ်းသာကိုတပတိယဒါကမြတ်စွာဘုရားကပေးတာလည်းမဟုတ်ဘူးဘယ်သူမှပေးတာမဟုတ်ဘူးကိုလို့တဲ့ကံတရားကဖြစ်ပေါ်စေတာလားဖြစ်တယ်စဉ်းစားကြည့်လေဓမ္မစေလေးဆန်တဲ့အခါဓမ္မပင်ပေါက်ပြီးဓမ္မသီးသီးတာဟာဘယ်သူကလှုပ်ပေးတာဘယ်သူမှမလှုပ်လှုပ်တဲ့လူကစိုက်အောင်စိုက်ပေးလိုက်တာနော်ဓမ္မပင်ပေါက်ဖို့နဲ့ဓမ္မသီးသီးဖို့ကဘယ်သူကလှုပ်သွားတာသဘာဝတရားကလှုပ်သွားတာပဲဖြစ်တယ်ကိုကနေပြီးတော့သိခိုင်းတာလည်းမဟုတ်ဘူးအပင်ပေါက်ခိုင်းတာလည်းမဟုတ်ဘူးဓမ္မစေလေးသည်သူ့ကိုကူညီပေးမဲ့မြေနဲ့ရေပေါင်းဆက်မိသွားတဲ့အခါလေးမှာဓမ္မစေလေးကဓမ္မပင်ပေါက်လာတဲ့ဓမ္မပင်လေးကိုတည့်ရသည်သိခိုင်းလို့လည်းမရဘူးတပြက်သည်သိခိုင်းလို့လည်းမရဘူးသူသိနေချဓမ္မသီးမှသိဘယ်တကူရှင်အမှပြောင်းလို့မရနိုင်တဲ့အနေအထားတစ်ခုအဲ့ဒါကိုပြောတာကောင်းမှုကုသိုလ်ပြုလုပ်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာရတာဟာဘယ်သူကပေးတာတော့ဆိုတဘာဝဖြစ်တဲ့ကုသိုလ်ကောင်းမှုကပေးတာပဲဖြစ်တယ်အမေကပေးတာလည်းမဟုတ်ဘူးဖေကပေးတာလည်းမဟုတ်ဘူးကောင်းကင်ဘုံကဖရာသခင်ကြီးကလာပေးတာလည်းမဟုတ်ဘူးကိုလို့တဲ့ကုသိုလ်ကံရဲ့မျိုးစေ့ကိုကောင်းကျိုးပေးမှာပဲဖြစ်တယ်ပါပကာရိစပါပကံဒုက္ခရောက်သွားစေနိုင်တဲ့ဆိုးရုပ်တဲ့အကုသိုလ်မှုပြုလုပ်တဲ့ပုဂ္ဂိုလ်မလုပ်တဲ့အလုပ်တွေကိုလုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီမလုပ်တဲ့အမှုတွေကိုပါပကာရိစပါပကံမလုပ်တဲ့အမှုတွေကိုလုပ်တဲ့ပုဂ္ဂိုလ်အဖို့လည်းပဲသူရလိုက်တဲ့အကျိုးကပါပကဘယ်သူမှမလိုချင်တဲ့အလုံးခံစားရတဲ့စိတ်ထဲမှာခြေနှက်เสียမကောင်းတဲ့ဆင်းရဲဒုက္ခကိုပေါ်ဆောင်တတ်တဲ့အနေမျိုးကိုတာလေသူကပေးတာပဲဖြစ်တယ်အဲ့ဒါလေဆိုးကျိုးတွေကိုမပေးအောင်ဘယ်သူမှကာကွယ်လို့မရဘူးဘယ်သူမှလှုပ်တာမဟုတ်ဘူးလူတယောက်ဒုက္ခရောက်တယ်ဆိုးကျိုးတွေရတယ်ဥပမာမဲ့လူဘဝမှာရလာကြတဲ့လူတွေမျိုးစုံရှိတယ်ပေါ့တချို့ကလှတယ်တချို့ကရုပ်ဆိုးတယ်အကြမ်းမြင်စဉ်းစားကြည့်လှတာလည်းအကြောင်းရှိတယ်ရုပ်ဆိုးတာလည်းအကြောင်းရှိတယ်တမန်အဖြစ်ပြောမယ်ဆိုရင်အမေဖေကလှရင်သားသမီးလှတယ်လို့အပေါ်ရအဖြစ်ပြောနိုင်တော့လည်းပဲအမေဖေကအယုတ်ဆိုးပြီးသားသမီးလှနေတာတွေလည်းရှိတယ်အမေဖေကအယုတ်ဆိုးပြီးသားသမီးလှတာရှိတယ်လို့အမေဖေကလှပရဲ့တန်းနဲ့သားသမီးကျတော့အယုတ်ဆိုးကြည်တံဖြစ်တာလည်းရှိတယ်အဲ့ဒါလိုလွဲချော်မှုတွေကဘယ်သူကြောင့်ဖြစ်တာလဲလို့ဆိုရင်သက်ဆိုင်ရာပုဂ္ဂိုလ်တူကိုလုပ်ခဲ့တဲ့ဟာကိုပြန်ရတာပဲဖြစ်တယ်ဖြစ်လျက်ဘဝမှာအမျက်ဒေါသကြီးတယ်ခဏခဏစိတ်တိုးတဲ့ဒေါသဖြစ်တယ်ရှူရှူတိုင်းတိုင်းလှုပ်တယ်ပြုံးမရတဲ့မျက်နှာနဲ့လူတကာနဲ့ဆက်ဆံတယ်အမြဲတမ်းကြမ်းတမ်းတဲ့စကားကိုပြောပြီးစိတ်နှလုံးဟာတစ်ဖက်သားကိုရန်လှုပ်ချင်တဲ့ဒေါသတွေလွှမ်းမိုးနေတဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီ
သူ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့အနေအထားတွေဟာရှင်ထဲမှာရှိတဲ့တဘာဝတရားကမှတ်တမ်းတင်လိုက်တာဖြစ်တယ်ခုခေတ်စကားနဲ့နားလည်အောင်ပြောရင်အိမ်နေဆောက်ဦးတွေလမ်းတွေမှာ CCTV တက်ထားလို့ရှင်အဲ CCTV ထဲမှာလူရုပ်လဲပေါ်မှာပဲတိရစ္ဆာန်ရုပ်လဲပေါ်မှာပဲအဲ့ဒါသွားတဲ့လူတွေအကုန်လုံးရိတ်ချင်တာလူတွေရဲ့ရင်ထဲမှာလည်းပဲ CCTV တက်ထားတယ်လို့ပဲဒီလူဟာစိတ်ကောင်းနှလုံးကောင်းရှိသလားစိတ်ကောင်းနှလုံးကောင်းမရှိဘူးလားဆိုအဲ့ဒီ CCTV လို့ဆိုတဲ့မှတ်တမ်းတင်တဲ့ရုပ်ပုံတွေကိုမှတ်တမ်းတင်တဲ့မှတ်တမ်းတင်တတ်တဲ့သဘာဝတရားဟာလူတွေရဲ့စိတ်အစဉ်မှာရှိနေတယ်လို့ပြောလို့ရမကြာခဏဒေါသဖြစ်တတ်တဲ့ပုဂ္ဂိုလ်မကြာခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တစ်ဖက်သားကိုမကျေနပ်မှုနဲ့ဒေါသနဲ့ဆက်ဆံပြောဆိုတဲ့ပုဂ္ဂိုလ်သူ့ရဲ့ပုံရိပ်တွေကရိုင်းဆိုင်ကြမ်းတမ်းတဲ့ပုံရိပ်တွေခဏခဏထင်းလာတဲ့အခါမှာအဲ့ဒီပုံရိပ်တွေအတိုင်းနောက်ဘဝကျတော့အယုဆိုးချစ်တာဖြစ်တယ်ဘယ်သူမှလှုပ်တာမဟုတ်ဘူးဘယ်သူမပြုတ်မိမိမှုဆိုတဲ့အယုဆိုးနေတာဟာလေအမေကြောင့်လည်းမဟုတ်ဘူးအဖေကြောင့်လည်းမဟုတ်ဘူးကိုလို့တဲ့ကံတရားကြောင့်ပဲအယုဆိုးတာဖြစ်တယ်ထို့တူပဲလူတယောက်ဟာချစ်ပြောရှုပြောရှိအောင်မကမြင်သူတိုင်းကငေးကြည့်လောက်တဲ့စက်တည်ရှိတဲ့ရုပ်ဤဆင်းရင်ကိုရတယ်အမေကလည်းဒီလောက်ချောတာမဟုတ်ဘူးအဖေကလည်းဒီလောက်ချောတာမဟုတ်ဘူးသူကြတော့ငေးကြည့်ရလောက်အောင်ရှုပ်ဆင်းကလှပ်ပါတယ်ဆိုတာသူရင်ထဲမှာဘာတွေဖြစ်တုံများတဲ့ကနဲ့ဆက်ဆံတဲ့ကမှာမေတ္တာနဲ့ဆက်ဆံဘယ်သူကိုမှရန်လိုတဲ့စိတ်မရှိဘူးအမှားအဖြစ်ပြောရင်အလွန်သဘောကောင်းတယ်ဘယ်သူကိုမှရန်မလိုတတ်ဘူးမေတ္တာနဲ့ဆက်ဆံတယ်မေတ္တာနဲ့ပြောဆိုတယ်လိမ္မာတယ်ယဉ်ကျေးတယ်စိတ်ဆိုးနေတယ်ဆိုတာမတွေ့ဘူးရလောက်အောင်ချစ်ဖွယ်သောမျက်လုံးပြုံးသောမျက်နှာနဲ့သူတော်အားတွေကိုဆက်ဆံတယ်ပုဂ္ဂိုလ်အဲ့တော့သူ့ရဲ့ရင်ထဲမှာပုံရိပ်တွေကလှလှပပခဏခဏဖြစ်နေသည့်အတွက်ကြောင့်အဲ့ဒီပုံရိပ်တွေမှတ်တမ်းတင်ထားတဲ့အတိုင်းပဲဘဝတန်တရားဖြစ်တဲ့အခါမှာလှပါတယ်လို့ဒါဘယ်သူဟောတာတော့ဆိုသုလကမ္မဝိပင်္ဂသုံးပါမြတ်စွာဘုရားဒီတိုင်းဟောခထံဒေါသပြင်းလွန်းကအလှပြက်မိဆိုဒေါသမထံမေတ္တာတံရုပ်ဖန်လှတကူလူတွေမှာအယုတ်ဆိုးခြင်းအချီတန်အယုတ်ဆိုးခြင်းအယုတ်ချောရုပ်ဆင်းအင်္ဂါလှပခြင်းဆိုတာအမေကလှုပ်တာလည်းမဟုတ်ဘူးအဖေကလှုပ်တာလည်းမဟုတ်ဘူးအမေနဲ့လည်းမပတ်သက်ဘူးအဖေနဲ့လည်းမပတ်သက်ဘူးတကယ်တော့ကံတရားနဲ့ပဲပတ်သက်တယ်အဲ့တော့ကလျာဏနဲ့ပပကပပနဲ့ကလျာဏအဆိုးနဲ့အကောင်းလူရဲ့ရင်ထဲမှာရှိနေတယ်တဘာဝကိုရှိနေတာဖြစ်တယ်အဲ့ဒီမဲ့တို့ရင်ထဲမှာဆိုးနဲ့အကောင်းနှမျိုးဖြစ်နိုင်တယ်ဆိုတဲ့အခါမှာပပလို့ဆိုတဲ့အဆိုးတရားတွေကိုရှောင်ကျဉ်ဖို့နဲ့ကလျာဏဆိုတဲ့ကောင်းတဲ့တရားတွေကိုယင်တဲ့နှလုံးထဲမှာဖြစ်စေဖို့ဘာနဲ့လုပ်ရမလဲဆိုတတိနဲ့ပညာနဲ့ထိန်းကျောင်းပြီးတော့တိမ်ဆောင်မသွားအောင်ကြီးကြပ်ပေးရမှာဖြစ်တယ်တတိပညာလွတ်သွားပြီဆိုလို့ရှိရင်လူတယောက်ဟာပညာလွတ်ထတဲ့ကြိုင်နဲ့အကောင်းကိုလည်းအဆိုးထင်တယ်အဆိုးကိုလည်းအကောင်းထင်
လောဘဖြစ်လိုက်တိုင်းလောဘဖြစ်เสียလို့ထင်သွားအောင်မောဟကကာပေးလိုက်တယ်လောဘဖြစ်เสียအာယုန်ကြီးတစ်ခုဟာတကယ်ကတော့လောဘဖြစ်လောက်တဲ့အတိုင်းတာမရှိဘဲနဲ့ရှေ့ကနေပြီးတော့ကာစီးပြီးပုံရိပ်ပြောင်းပေးလိုက်တဲ့မောဟရဲ့အဖြစ်ကြောင့်မလှတာလဲလှတယ်လို့ထင်သွားတယ်ကျင့်တတ်เสียမကောင်းတာလဲကျင့်တတ်เสียလို့ထင်သွားလူတွေကတွေ့တာမှုတွေဖြစ်သွားအကယ်၍သာမောဟကကာမပေးပဲနဲ့အမှန်သိနေမယ်ဆိုရင်လူချင်းတွေ့တာเสียဆိုတာလည်းတစ်ခုမှမရှိဘူးပစ္စည်းဥစ္စာကိုလိုချင်တယ်ဆိုတာလည်းဖြစ်မှာမဟုတ်စဉ်းစားကြည့်ပေါ့အလေးနဲ့ပစ္စည်းဥစ္စာဆိုတာတခဏမျှသာအသုံးကျတဲ့အရာမျိုးဖြစ်တယ်ပေါ့လူတွေရဲ့တဏ္ဍမှာတခဏမျှသာသုံးဆွဲခွင့်အသုံးပြုခွင့်လောက်ပဲပိုင်ဆိုင်ပြီးတော့ထာဝရပိုင်ဆိုင်ရတဲ့အရာမဟုတ်ဘူးလူတွေကငါပိုင်တယ်ဆိုတာပြောစဉ်းစားကြည့်လေအခုတရားဟောနေတဲ့သာသနာဇောတာရုံကျောင်းတိုက်ပဲကြည့်လွန်ခဲ့တဲ့နှစ်20ကျော်ရဲ့ဟိုဘက်နှစ်30ကျော်ရဲ့ဟိုဘက်မှာဒီလိုကျောင်းကနေတွေ့ရမှာမဟုတ်ဘူးပိုင်ဆိုင်သူကလည်းအခုလိုမဟုတ်ဘူးပြောင်းလဲသွားပြီဘာပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်ပိုင်တဲ့အရာဆိုတခဏပဲကိုလုံးပိုင်ခွင့်ရှိတယ်ဆိုတာလေးကိုပိုင်ဆိုင်မှုအနေနဲ့ပြောသွားပထမဆုံးဒီကျောင်းကြီးနေရာမှာစတင်ပြီးတော့ကျောင်းကံဖြစ်လာအောင်တည်ထောင်သွားတဲ့ဆရာတော်ကဆရာတော်ဥတီလာစာနာနောက်ဆရာတော်နောင်တော်ကြီးဖြစ်တဲ့ဆရာတော်ဥဇောတိပါလာဒီကို2ယောက်လို့ဆိုဒီကို2ပါးတည်ထောင်တာအဲ့တော့မရှိဘူးခုတော့သဘောမှာကိုပိုင်နေဆိုတဲ့ပစ္စည်းတွေအလုံးဟာအပြစ်မပစ္စည်းဟာထားခဲ့ရတယ်။ဘာပစ္စည်းပဲဖြစ်ဖြစ်ယာတုကုန်သိန်းစီစဉ်ဥစ္စာပိုင်ဆိုင်မှုမှန်သမျှထားခဲ့ရဒါကိုသိတဲ့အသိပညာရှိမယ်ဆိုရင်ဒီကြောင့်ကြီးကိုပိုင်ဆိုင်ခြင်းလို့ဒီနေရာကြီးကိုရခြင်းလို့ဆိုရလောဘဖြစ်เสียအကြောင်းရှိဒီလိုသိထားရင်ဖြစ်เสียအကြောင်းရှိလူချင်းတွေ့တာရဲဆိုတာလည်းပဲအေးသူလည်းပဲမတက်မတဲယွန်းစပွဲတွေနဲ့ပြည့်နေတယ်ကြည့်လေဘုန်းကြီးတို့တွေကမြင်တဲ့အခါမှာကြတယ်ရုပ်စင်လှပတဲ့ပုဂ္ဂိုလ်ဆိုရင်ချောလိုက်တာဒီလိုပဲမြင်တယ်သို့တော့ချောလိုက်တာဆိုအပေါ်ယံလေးကြည့်ပြောတာအတွင်းကဘာတွေရှိလူရဲ့ခန္ဓာကိုယ်ရဲ့အတွင်းထဲကိုလှန်ကြည့်လိုက်ဒီတိုင်းပဲအကုန်နော်အတွင်းထဲမှာရှိတဲ့အချောတာတစ်ခုမှမရှိဘူးအပေါ်ယံအသားရည်လေးနဲ့ပုံပန်းသဏ္ဍာန်လေးကိုကြည့်ပြီးတော့ချောတယ်လှတယ်ဒီလိုပြောပြီးတော့တွေ့တာမှုတွေဖြစ်ကြတာမြတ်စွာဘုရားလက်ထက်တုန်းကအလုံးကိုချောလို့အိမ်တော်ဘက်ဘယ်သူနဲ့မှမတန်ဘူးလို့မိဘလှုပ်တဲ့ပုဂ္ဂိုလ်တွေကထင်ရတဲ့ပုံနှိမလေးတယောက်မာခန္ဒီယာလို့ခေါ်တဲ့ပုံနှိမလေးတယောက်ကြည့်သူသမီးချောလို့ဘယ်သူနဲ့မှမတန်ဘူးလို့ထင်တာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါဘုရားရဲ့ရုပ်ဆင်းကိုခုမြင်လိုက်ရတဲ့အခါမှာဟာဒီပုဂ္ဂိုလ်နဲ့ပဲတန်တယ်ငါသမီးတန်ပြီဆိုရင်လူတွေကပြောကြတယ်လေနေနဲ့လာတဲ့ရွှေနဲ့မြအဲ့ဒါလို့တန်တယ်မတန်ဘူးထင်လာတာကိုကအမှန်မသိလို့ပဲ
အချောဆုံးလို့ပြောတဲ့သူသမီးမာဂန္ဒီကိုမြတ်စွာဘုရားထံအနှင်းမှုကြိုးစားတဲ့အခါမြတ်စွာဘုရားမှာအမှန်မမြင်နိုင်တဲ့မောဟကလုံးဝကင်းစင်တယ်ပေါ့လုံးဝကင်းစင်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဘယ်လိုမြင်နှုံးဆိုလို့ရှိရင်အေးမာဂန္ဒီအချောဆုံးလို့ပြောပေမဲ့လို့အိုးတလုံးဟာပြင်ဘက်ကပကြီးတွေနဲ့ရေးပြီးတော့အပေါ်ယံကလှအောင်လှုပ်ထားပြီးအထဲထဲမှာမစင်နေပြည့်နေတဲ့အိုးနဲ့အလားတရံတူတယ်အတွင်းမှာမစင်နေနဲ့အပြင်ဘက်ကဒီဇိုင်းလှလှလေးလှုပ်ထားတယ်အနာကလိုက်ထားတဲ့အတွင်းကအနတ်နေရလိမ့်မယ်ဒါကြောင့်မို့မြတ်စွာဘုရားကမစင်နေနဲ့ပြည့်နေတဲ့အိုးနဲ့တူတယ်လို့ပါဒာပိဏံတံဖုတိတုံနာအိစေခြေတော်နဲ့တောင်မထိကျင်ဘူးလို့ပြောလိုက်တယ်ဒါအမှန်ပဲချို့ပြောတာမဟုတ်အမှန်သိရင်ဒီတိုင်းပဲဖြစ်မှာပဲလေတေချာစဉ်းစားကြည့်လို့အမှန်သိလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဆိုတာဟာမွေးကြိုင်နေတာတခုမှမရှိဘူးလူတွေကထင်တယ်ကိုယ့်ကိုမွေးတယ်ထင်တယ်တလားလောက်ရေမချိုးပဲနေကြည့်ပါလားအမှလည်းမလိမ့်နဲ့မွေးတဲ့ကြိုင်နေဆိုတာပြင်မကအနတ်နေတာဖြစ်တယ်ကိုယ်ခန္ဓာကိုယ်ကထွက်တဲ့အမွေးဟာတခုမှမရှိဘူးအဲ့ဒီသဘောကိုမမြင်နိုင်အောင်ကမောဟဆိုတာဖုံးပေးလိုက်တာဖုံးပေးလိုက်ပြီးအတွင်းကိုမမြင်ဘူးအပြင်လေးကြည့်ပြီးတော့လှလိုက်တာချော်လိုက်တာလို့ဖြစ်ပြီးလောဘဆိုတဲ့တွေ့တာမှုတွေဖြစ်ကြတာမဟုတ်လားအဲ့တော့လောဘဖြစ်တိုင်းလည်းပဲမောဟကပုံအသွင်ပြောင်းပေးလိုက်တာပုံအသွင်ပြောင်းတာသူ့ရဲ့စိတ်ဟာတွေးဝေသွားစေတာ illusion လို့ခေါ် illusion ဆိုတာဘာနဲ့ဥပမာတူတော့ဆိုရင်အဲ့ဒီ illusion ဆိုတဲ့အင်္ဂလိပ်စကားနဲ့ဘာနဲ့ပါဠိနဲ့တူတော့ဆိုဝိပ္ပန္လာတဆိုနော်ဝိပ္ပန္လာတဝိပ္ပန္လာတဆိုတာအမှန်မမြင်တော့ဘူးအလွဲသွားမြင်နေတကယ်ရှိတဲ့ပုံရိပ်မဟုတ်ဘဲနဲ့ထင်အောင်မြင်အောင်ပုံရိပ်တွေကိုမြင်လာတယ်ဥပမာတစ်ခုရှိနေတစေကြောက်တတ်တဲ့လူကတယောက်တည်းလမ်းဖြတ်သွားအဲရောက်တဲ့အခါရှေ့နားမှာသင်္ကုတ်တူကြီးကိုမြင်တဲ့အခါကျတော့အဲသင်္ကုတ်တူလို့သူကသိမထားတဲ့အခါတရေကြီးထိုင်နေသလားလို့သူစိတ်ထဲမှာတွေးလိုက်တာနဲ့တရေကြီးကမျက်လုံးပြူးပြူးနဲ့ရှားကြီးဖြစ်တွဲလောင်ချနေတာတွေပါအကုန်မြင်ကုန်နော်အဲ့ဒါ illusion ဖြစ်တယ်လို့ခေါ်အတွေးထဲမှာရင်ထဲမှာသင်္ကုတ်တူတရေလို့ထင်သွားတယ်အဲ့ဒါလို့ထင်တာမျိုးတွေကညအခါမှုံဝါဝါလမ်းပေါ်သွားတဲ့ပုဂ္ဂိုလ်တွေဟာလမ်းပေါ်မှာကျိုးလေးတစ်ချောင်းကကြာနေတယ်အရှိလျားကလည်းမွေလေးလို့ပဲခက်ကွေကွေလေးကျိုးတစ်ချောင်းဟာကြာကြည့်လိုက်တဲ့အခါမွေကြီးဆိုပြီးစိတ်ထဲမှာမွေလို့ပြောလိုက်တာနဲ့ကြောက်စိတ်တွေကတစ်ဖြန်းဖြန်းထားသို့တော့လက်ထဲမှာဓမီပါလာလို့ဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါကျိုးဖြစ်သွားကျိုးဖြစ်တဲ့အခါကြောက်သေးလားကြောက်တော့မွေတုံးကတော့ကြောက်ခုနကတော့လည်းသင်္ကုတ်တူကြီးနဲ့တွေ့တဲ့အခါတရေလို့ထင်တော့ကကြောက်လိုက်တာတုံးနေအောင်ကြောက်တယ်သို့တော့ဓမီနဲ့ထိုးကြည့်လိုက်တဲ့အခါသင်္ကုတ်တူကြီးဆိုတာသိသွားသင်္ကုတ်တူကြီးလို့သိရင်မကြောက်ဘူးတရေလို့ထင်မှကြောက်တယ်ကျိုးကွေလို့သိလို့ရှိရင်မကြောက်ဘူးမွေလို့ထင်လို့ကြောက်တယ်အဲ့တော့လောကမှာလူတွေဟာအဲ့ဒီလိုနဲ့ illusion ဖြစ်ပြီးဝိပဿနာသားဖြစ်ပြီးတော့မှားယွင်းမှုတွေနဲ့စခန်းသွားနေတယ်ဆိုစဉ်းစားကြည့်အဲ့ဒါကြောင့်မို့မောဟကာလိုက်လို့ရှိရင်မောဟကာလိုက်သည့်အတွက်ကြောင့်လောဘက
ခေါင်းထောင်လာတယ်မောဟကရှေ့ကကာလိုက်သည့်အတွက်ကြောင့်ဒေါသကလည်းခေါင်းထောင်လာတယ်မောဟမပါဘူးဆိုရင်လောဘဒေါသဖြစ်ကိုမဖြစ်တော့အဲ့ဒီသဘောတရားတွေကိုလူလောကမှာအထင်မြင်လွဲမှားမှုတွေကြောင့်ပါပကိုပုံညလို့ကလျာဏလို့ထင်တယ်ကလျာဏကိုပါပလို့ထင်တယ်ဘယ်ပြချမ်းသာမှုတွေဖြစ်လာအဲ့တော့အမှန်သိအောင်တတိပညာဆောင်အောင်မှာဖြစ်တယ်အဲ့တော့ပါပနဲ့ကလျာဏဘယ်ဟာကိုပါပလို့ခေါ်ရမလဲလို့ကိုယ့်ရဲ့နေမှာဖြစ်တဲ့လူကျင်မှုတွေတွေ့တာမှုတွေတဏှာလောဘဆိုတာတွေအလုံးဟာပါပပဲကိုအောက်တန်းနောက်တန်းကျသွားစေတတ်တယ်တဏှာလောဘကြောင့်အောက်တန်းကျသွားတဲ့ပုဂ္ဂိုလ်ကြီးပြောသမှာလို့ဆိုရင်သမာအဖြစ်ပြောမယ်ဆိုရင်သူများပစ္စည်းခိုးလို့ထောင်ကျသွားတယ်အဲတဏှာလောဘကြောင့်ကျတာနော်သူတစ်ပါးသားမယားစော်ကားလို့ဆိုထောင်ကျသွားတယ်တဏှာလောဘကြောင့်ကျဒါသိတာတဲ့အကြောင်းတရားတွေကိုပြောတာနော်နောက်ဆုံးမှာကိုယ့်ဟာကိုယ်တွေ့တာတယ်တရားဥပဒေနဲ့မဆန့်ကျင်ဘူးကိုယ့်ပစ္စည်းကိုတွေ့တာတယ်ဆိုမှလည်းစိတ်တော်ကတွေဖြစ်ရတယ်အဆိုးပဲဖြစ်စေဒါကြောင့်မို့လို့တဏှာလောဘမှန်သမျှသည်ပပကလျာဏမဟုတ်ဘူးကိုယ့်ရဲ့နေမှာအဲ့ဒီပပလေးမဖြစ်အောင်ကိုကြိုးစားအောင်ဖြစ်တယ်ဒါဖြင့်ကလျာဏဆိုတာဘယ်ဟာကိုခေါ်တော့ဆိုအလောဘတွေ့တာမှုတွေမရှိဘူးစွန့်လွတ်နိုင်တယ်ပေးနိုင်ကမ်းနိုင်တယ်သဘာဝကိုသိနေတယ်စုံမဲ့ခြင်းတွေ့တာခြင်းတတ်မဲ့ခြင်းကင်းပြီးတော့အမှန်ကိုစွန့်လွတ်နိုင်တဲ့အနေအထားမျိုးကိုပိုင်တဲ့ပစ္စည်းကိုစွန့်လွတ်နိုင်တဲ့အနေအထားမျိုးဖြင့်အလောဘလို့ခေါ်တယ်အဲ့ဒီအလောဘဒီကလျာဏလောဘဆိုတဲ့အစွန်းရောက်တဲ့ illusion ကိုဖယ်ရှားပြနိုင်လို့သူ့ကိုအလောဘလို့ခေါ်တယ်ဥပမာတစ်ခုပြောရင်လောဘကယောဂအလောဘကဆေးယောဂဖြစ်ရင်ဆေးတောင်းရတယ်လို့ပဲလောဘဆိုတဲ့ပါပကိုကလျာဏဆိုတဲ့အလောဘနဲ့ဖယ်ရှားပြည့်ရမယ်ဖယ်ရှားပြည့်မှကောင်းမှုဆိုတာဝင်လာတာဖြစ်တယ်အလောဘောဒါနဟေတုအလောဘောတွေ့တာမှုကိုဖယ်ရှားနိုင်တဲ့အလောဘဆိုတဲ့သဘာဝတရားသည်ဒါနဟေတုလူမှုတမ်းမှုဒါနကောင်းမှုရဲ့အကြောင်းဖြစ်တယ်လို့ဆိုကလျာဏကာရီအသင်းအဖွဲ့ပါဝင်နေတဲ့ပုဂ္ဂိုလ်တွေဟာရှင်ထဲမှာအလောဘဖြစ်လို့ခုလိုမြတ်စွာဘုရားရှိခိုးဘုရားအာယုံပြုလို့ရတဲ့အာယုံကတစောင်းတွေကြောင်းတွေဆောင်းလို့လှူဒန်းနိုင်တာဖြစ်တယ်အဲ့လိုမဟုတ်လို့ရှင်ကိုပိုင်ဆိုင်တဲ့ဟာပေါ်မှာတွေ့တာမှုတွေရှိနေဥမှာပဲလောဘဆိုတဲ့ပပကိုအလောဘဆိုတဲ့ကလျာဏနဲ့ဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့်ဆွလွတ်နိုင်သွားတယ်အဲ့တော့လောဘကပပအလောဘကကလျာဏထို့တူပဲနောက်တစ်ခုစဉ်းစားလိုက်မယ်ဆိုရင်ဒေါသဆိုတာမကျေနပ်မှုတွေမုန်းတီးမှုတွေအဲ့ဒီရှင်ထဲမှာဖြစ်ပေါ်နေတဲ့မကျေနပ်မှုတွေမုန်းတီးမှုတွေကမကျေနပ်မှုရှိရင်မကျေနပ်တဲ့စကားပဲပြောတယ်မကျေနပ်တဲ့အလုပ်တွေလုပ်တယ်စကားပြောရင်မာကြောလိမ့်မယ်သွားရင်လာရင်ဆောင်းအောင်လိမ့်မယ်ဒေါသရဲ့အရှိန်အဲ့ဒီဒေါသဆိုတဲ့ပပကိုအဒေါသဆိုတဲ့တရားနဲ့ငြိမ့်တတ်ရမှာဖြစ်တယ်အဒေါသဆိုတာဘယ်သူပေါ်မှာမကျေနပ်တာမရှိဘူးအများပေါ်မှာကျေနပ်မှုအကျိုးစီးပွားကိုလိုလားမှုဆိုတဲ့မေတ္တာတရား
အရောဒဟာဆေးနဲ့အလားတန်တူတယ်ဒေါသကယောဂနဲ့အလားတန်တူတယ်ဒေါသဆိုတဲ့ယောဂကိုအရောဒဆိုတဲ့ဆေးနဲ့ဖယ်ရှားဒေါသဟာပါပဆိုရုပ်တဲ့ဘက်ကိုပို့လိုက်တယ်ဥပမာမဲ့လူတယောက်ဟာဒေါသဖြစ်နေတာမထိန်သိမ်းသည့်အတွက်ကြောင့်သူများတဲ့တတ်မိတယ်တတ်ချင်းကြောင့်ပြစ်မှုမြောက်သွားတယ်ဟောဒေါသကြောင့်မထိန်နိုင်လို့သူများဆဲတယ်ဆဲခြင်းကြောင့်ပြစ်ဒဏ်ခံရပြန်တယ်ဒေါသအလျောက်အမေကိုစော်ကားမိတယ်ဖေကိုစော်ကားမိတယ်စော်ကားမိခြင်းကြောင့်ပြစ်ဒဏ်နေရတယ်အဲ့တော့ဒေါသဆိုတဲ့သဘောတရားဟာဘဝကိုဆုံးရှုံးသွားအောင်အောက်တန်းနောက်တန်းကြအောင်ဒုက္ခရောက်အောင်တွန်းပို့ရတဲ့တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပါပလို့ခေါ်တယ်အဲ့ဒီပါပဆိုတဲ့ဒေါသတရားကိုအရောဒဆိုတဲ့မေတ္တာရေစင်နဲ့ဒေါသမီးကိုအရောဒဆိုတဲ့ရေစင်နဲ့ညှိမ့်တတ်ရမှာပဲဖြစ်တယ်အရောဒရေနဲ့ဖြစ်လာပြီဆိုရင်ဒေါသသည်ငြိမ့်သွားတယ်ဒေါသငြိမ့်လိုက်တာနဲ့တပြိုင်နက်ဉာဏ်နဲ့စကားပြောဆိုမှုတွေရပ်သွားတယ်ဆောင်းကြီးအောင်ကြီးလှုပ်တာတွေရပ်သွားတယ်ရှင်ကျေးသွားတယ်တိမ်မွေ့သွားတယ်အဲ့တော့ကလျာဏနဲ့ပါပဆိုတာဒီလိုဖွယ်ပြခြားနာနေလူလောကနောက်တစ်ခုကမောဟနဲ့အမောဟမောဟသည်ပါပအမောဟသည်ကလျာဏမောဟရဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအမှန်မသိတာအမှန်မသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာတွေကိုလှုပ်သွားတယ်လှုပ်တယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေတယ်အဲ့ဒါကြောင့်ကောင်းကျိုးချမ်းသာမရဘဲနဲ့ဆိုးရတဲ့အကျိုးဆက်တွေကိုခံစားရတယ်အဲ့ဒါမောဟဘာပဲလှုပ်လိုက်ဘာပဲပြောလိုက်ပြောလိုက်ရင်လည်းကိုယ်ကဖြစ်တယ်လှုပ်လိုက်ရင်လည်းကိုယ်ကဖြစ်တယ်မောဟရဲ့တတ္တိကအဲ့ဒီသဘောပဲမောဟနဲ့လှုပ်ထားတဲ့အလုပ်တစ်ခုဟာတည်တည်တတ်တတ်မဖြစ်ဘူးအကြောင်းနဲ့အကျိုးမစီလျော်ဘူးမောဟရှေ့ကာလို့လောဘဖြစ်ရတယ်ဒေါသဖြစ်ရတယ်သူကြီးဆိုရင်လည်းလောဘဒေါသမဖြစ်နဲ့အောင်မောဟရှိနေသည့်အတွက်ကြောင့်စကားပြောလဲကိုယ်ကလှုပ်လို့လဲကိုယ်ကမလှုပ်တဲ့နာတွေလှုပ်လို့အပြစ်ဒဏ်ရောက်တယ်လှုပ်တဲ့နာတွေမလှုပ်လို့ဆုံးရှုံးနေတာမှုတွေဖြစ်တယ်ဆိုအဲ့ဒါမောဟရဲ့အပြစ်တွေမောဟသည်ပါပအမောဟသည်အသိပညာပညာနဲ့စဉ်းစားကြည့်လိုက်တဲ့အခါမှာဆိုးကျိုးတွေဟာပျောက်ကင်းသွားတယ်အသိပညာနဲ့သိလာလို့ရှိရင်ခုနကဆိုးကျိုးတွေမှန်သမျှဖယ်ရှားပြစ်လို့ရလို့အမောဟဆိုတဲ့ပညာသည်ကလျာဏအဲ့တော့ကလျာဏကာရီအသင်းသူအသင်းသားတွေအနေနဲ့အလောဘဖြစ်အောင်ကိုယ့်ရဲ့ထဲမှာအလောဘဖြစ်အောင်လုပ်ရမယ်အဒေါသဖြစ်အောင်လုပ်ရမယ်အမောဟဖြစ်အောင်လုပ်ဒါမှကလျာဏကာရီစစ်သွားရင်ထဲမှာအလောဘအဒေါသအမောဟရောက်လာတာနဲ့တပြိုင်နက်လှူခြင်းတန်းခြင်းဆိုတာအလိုလျောက်ပေါ်လာမှာဒါမှမဟုတ်အလောဘဖြစ်လာတာနဲ့အလောဘောဒါနဟေတုလူမှုတမှုလှုပ်တွေလှုပ်လာတာအလောဘကြောင့်လှုပ်တာဖြစ်တယ်အဲ့ဒီလူမှုတမှုလှုပ်တွေကိုလှုပ်သည့်အတွက်ကြောင့်ဒီဘဝတည်းမဲ့လူတွေဟာကုသိုလ်ကောင်းမှုတွေရဲ့အကျိုးဆက်ကိုခံရတယ်ဘဝမှာအဆင်ပြေတယ်လှုပ်ကိုင်းလို့အဆင်ပြေတယ်ပစ္စည်းဥစ္စာပင်ပန်းမရှာရပဲနဲ့ဘဝမှာအဆင်ပြေနေတတ်တယ်ဒါနလှုပ်တာတချို့ကနောက်ဘဝမှာအကျိုးပေးလိမ့်မယ်လို့ထင်တာမဟုတ်ဘူးဒီဘဝလှူတာတန်းတဲ့ပုဂ္ဂိုလ်တွေဟာလက်တွေ့လှူတဲ့ပုဂ္ဂိုလ်တွေဟာခံစားနေရတာမရှိလို့မလှူလို့မရှိဆိုတဲ့လူတွေဟာတန်တရားထဲမှာရောက်နေတယ်မရှိသည်ဖြစ်စေရှိသည်ဖြစ်စေရှိတာကိုလှူတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့ရှိလာတာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကိုကဒါနတမ္မုဒါနိဘောဂနိလူတွေရထားတဲ့အသုံးဆောင်တွေမှန်သမျှဒါနကုသိုလ်ကြောင့်ဖြစ်ပါတယ်လို့ဒီလိုဟောတာ
ကြိုးစားရှာလို့ရတာမဟုတ်ဘူးလားလို့စောရကတက်ချင်တက်ချင်ကိုယ့်ဘာကိုကြိုးစားရှာလို့ရတာမှန်တယ်ကြိုးစားရင်ရလားဆိုမရဘူးကံကောင်းမှရဖားကန့်သွားကြည့်ပေါ့ရေးကြီးတဲ့ရဲရှာနေတဲ့လူတွေအများကြီးပဲရေကြောပြီးသေသွားတဲ့လူကအများကြီးရတဲ့လူကနဲဘာကြောင့်လို့ဆိုရင်ကံမဲ့တည်းကံရှိမှရတယ်ဆိုတာထင်ရှားတူတူသွားရှာတော့လဲကံရှိတဲ့လူကရတယ်ကံမရှိတဲ့လူကမရကံဆိုဒီမှာကိုယ်ကပြင်ရတာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကအကြောင်းရင်းကိုဟောတဲ့အခါမှာဘောဂတမ္မုဒာနိဒါနတမ္မုဒာနိဘောဂနိလူတွေသုံးဆောင်တဲ့သုံးဆောင်တွေမှန်သမျှဟာဒါနကြောင့်ရလာတဲ့အရာတွေဖြစ်တယ်လို့ဒီလိုဟောတာဖြစ်တယ်ထို့တူပဲအရောဒဆိုတဲ့ကလျာဏတရားကိုပဲကြည့်မေတ္တာတရားအရောဒဆိုတဲ့မေတ္တာရှိလာပြီဆိုရင်လူတွေမှာဘယ်လိုကုသိုလ်တွေထပ်တိုးလာတော့ဆိုသီလံအရောဒဟေတုအရောဒဟေတုသီလံမေတ္တာတရားရှိလာပြီဆိုရင်ကိုချင်းသီလလုံလာကိုချင်းသီလတွေကောင်းလာသူများတဲ့တတ်တယ်ဆိုတာလဲမေတ္တာပြည့်လို့ပဲလေပါဏာတိပတ္တမှုကိုကျွလွန်နေဒေါသကြောင့်ကျွလွန်နေလောဘကြောင့်ကျွလွန်အဒိဏဒါနသူများပစ္စည်းလိုချင်တယ်ဆိုလောဘကြောင့်ကျွလွန်နေဒေါသကြောင့်လည်းကျွလွန်နေကာမိတုမိစ္ဆာစာရလုပ်တယ်ဆိုတာလည်းပဲမုံလို့ဂုံသေးပြက်အောင်လုပ်ရင်ဒေါသကြောင့်ပဲလောဘကြောင့်ဖြစ်တယ်ဒေါသကြောင့်ဖြစ်တယ်အဲ့ဒီမှာဒေါသဆိုတာဖြစ်လာလို့ရှိရင်ပါဏာတိပါဒကိုလည်းကျွလွန်တာပဲအဒိဏဒါနကိုလည်းကျွလွန်တာကာမိတုမိစ္ဆာစာရကိုလည်းကျွလွန်တယ်သီလလူရဲ့ယင်ထဲမှာဒေါသလွှမ်းမိုးသွားပြီဆိုရင်ပြစ်မှုတွေအလုံးကိုကျွလွန်နိုင်သွားတယ်ဒါကြောင့်မို့ဒေါသကြောင့်ပြစ်မှုတွေကျွလွန်တော့ဒေါသကိုနှိမ်နှင်းနိုင်တဲ့အရောဒရှိမှလူတွေဟာကိုချင်းသီလနဲ့ပြည့်စုံတယ်အရောသောသီလဟေတုသီလအတွက်သီလရှိဖို့ရာအတွက်အရောဒအကြောင်းတရားပဲအရောသောသီလဟေတုသီလလုံခြင်းရဲ့အကြောင်းတရားပဲရှင်တဲ့နှလုံးထဲမှာဒေါသခင်းပြီးမေတ္တာရှိနေတဲ့ပုဂ္ဂိုလ်ဟာကိုချင်းသီလလုံခြုံတယ်လို့သူဆိုလောကမှာကိုချင်းသီလလုံပြီးဆိုတဲ့ပုဂ္ဂိုလ်သာလဲရှင်တဲ့နှလုံးထဲမှာကုသိုလ်ကောင်းမှုတွေဟာတည်မြဲတယ်အဲ့ဒါမဟုတ်ဘူးဆိုရင်ကိုချင်းသီလတွေကပြက်ပြားသွားတယ်ကိုချင်းသီလတွေပြက်ပြားသွားပြီဆိုရင်ကောင်းရသူတွေရောက်ဖို့ရလွန်ခဲရင်သွားတယ်ဘုန်းကြီးတို့တွေအခုလူဘဝရောက်နေတာအတိတ်ဘဝတစ်ခုတုန်းကဒါနနဲ့သီလအဲ့ဒီကုသိုလ်နှစ်ခုရဲ့အကျိုးကြောင့်လူဘဝမှာခုလိုလူဖြစ်ကြတာဖြစ်တယ်ထို့တူပဲနတ်ဘဝနတ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒီဒါနနဲ့သီလဆိုတဲ့ကုသိုလ်ကောင်းမှုကြောင့်ဖြစ်ကြတယ်ပြမဖြစ်ဖို့ကြတော့ဒါနသီလနဲ့မရသေးဘူးတစင်တိုးဘူးလို့လေသမထကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအထုတ်ပြီးဇံပင်ဉ္ရသည်ထဲအောင်လုံနိုင်မှပြမဆိုတာဖြစ်နိုင်အဲ့တော့ဘဝတစ်ခုချမ်းသာမှုပေးနိုင်တာဘယ်သူကပေးနိုင်တာတော့ဆိုလို့ရှိရင်အလောဘနဲ့အရောဒဆိုတဲ့ကလျာဏကုသိုလ်ကောင်းမှုကပေးတယ်လို့ပြောလို့ရတယ်အလောဘရှိလို့ဒါနလုပ်ဖြစ်တယ်အရောဒရှိလို့သီလစောင့်တည်ဖြစ်သွားတယ်လုံးလိုက်တဲ့အလုပ်ကတော့ဒါနနဲ့သီလအဲ့တော့ဒါနသီလအလုပ်သည်ကလျာဏအဲ့ဒီအလုပ်ကိုလုပ်သူသည်ကလျာဏကာရီလို့သူတို့ဆိုလို့ဒါနကောင်းမှုကိုလုပ်တယ်သီလကိုစောင့်တည်တယ်ကလျာဏကာရီသမထကျင့်စဉ်ကိုကျင့်တယ်ဒီထက်လဲကလျာဏကာရီပဲဒီလိုဆို
အမောဟဘာဝနာဟေတုတယ်အမောဟဆိုတာပညာပဲအရာရာမှာလုံးတဲ့နာနဲ့မလုံးတဲ့နာသိတယ်ကွဲပြားခြားနာဆိုတာသိတယ်ခွဲခြားနိုင်တယ်မလုံးတဲ့နာကိုရှောင်တယ်လုံးတဲ့နာကိုလုံးတယ်ဆိုပြီးအသိပညာထိုအသိပညာသည်မောဟဆိုတဲ့ပါပကိုဖယ်ရှားနိုင်တဲ့စွမ်းရည်တတ်ရှိတယ်မောဟကိုဖယ်ရှားလို့မောဟကြောင့်ဖြစ်မဲ့ဆိုးချိုးတွေမလာတော့အမောဟဆိုတဲ့အသိဉာဏ်ကြောင့်ရရှိလာတဲ့ကောင်းကျိုးတွေပဲသူဟာရရှိလာတယ်အမောဟဘာဝနာဟေတုတဲ့အမောဟဖြစ်လာပြီဆိုလို့ရှိရင်သမထကျင့်စဉ်ကျင့်တယ်ဝိပဿနာကျင့်စဉ်ကျင့်တယ်စိတ်ထဲမှာတတိတွေတိုးပွားလာအောင်လုပ်တယ်ပညာတွေတိုးပွားအောင်လုပ်တယ်တမာရီတွေတိုးပွားလာအောင်လုပ်တယ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်ပြီးရင်တိုးပွားအောင်လုပ်တယ်ဘာဝနာဆိုတာမဖြစ်သေးတာဖြစ်အောင်လုပ်ခြင်းနဲ့ဖြစ်ပြီးသားကိုတိုးပွားအောင်လုပ်ခြင်းကိုခေါ်တယ်အဲ့ဒီဘာဝနာကုသိုလ်ဆိုတဲ့ထဲမှာသမထဘာဝနာကုသိုလ်အောင်မြင်သွားရင်ပြမဘုံရောက်တယ်ဝိပဿနာဘာဝနာကုသိုလ်အောင်မြင်သွားရင်နိဗ္ဗာန်ရောက်တယ်လို့သူပြောတော့သူလမ်းကြောင်းနဲ့သူအဲ့တော့နိဗ္ဗာန်ဆိုတဲ့ကလျာဏကိုရဖို့ရအတွက်အရေးကြီးဆုံးကဘာဝနာဝိပဿနာတရားကြိုးစားအထောက်အမှာဖြစ်တယ်အဲ့ဒါကြောင့်ရတမန်ကံတရားတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ်စိုက်တဲ့အရာကိုပဲခံစားရတယ်ယာတိတံဝပတိပိစံဒါရိတံဟရတိပလာကိုယ့်ရင်ထဲမှာကိုပြိုးတာအဲ့တော့နေစဉ်နဲ့မြကိုယ်ကိုတတိထားမှာငါတို့ရင်ထဲမှာဘာပြိုးစိတ်တွေတို့ပြိုးနေကြတယ်လေလောဘတွေပြိုးနေသလားဒေါသတွေပြိုးနေသလားမောဟတွေပြိုးနေသလားလောဘဒေါသမောဟပြိုးမယ်ဆိုရင်တော့ပါပတွေကိုပြိုးနေရရောက်သည့်အတွက်ကြောင့်ပါပမျိုးစေ့တွေကဆိုကြတွေကိုပဲထုတ်လို့မှာဖြစ်တယ်ဆိုတာတတိထားမှာဖြစ်တယ်အလောဘအရောဓအမောဟဆိုတဲ့သဘာဝတရားတွေကိုယ့်ရင်ထဲရောက်နေပြီဆိုရင်တို့တွေဟာကောင်းတဲ့မျိုးစေ့တွေကိုပြိုးနေတာဖြစ်တယ်အဲ့ဒီကောင်းတဲ့မျိုးစေ့တွေကပင်ပေါက်လာလို့ရှိရင်ချုံများတဲ့သီးနှံကိုသီးမှာဖြစ်လို့ကောင်းကျိုးချမ်းသာတွေကိုရမှာဖြစ်တယ်လို့ဒီလိုကွဲကွဲပြားပြားခွဲခွဲခြားခြားသိထားဖို့လိုအပ်တယ်ပေါ့ဆိုးနဲ့အကောင်းအကျိုးနဲ့အကြောင်းခွဲခြားပြီးသိတယ်ဆိုတာနောက်ဆုံးမှာအမောဟဆိုတဲ့အသိပညာပဲဖြစ်တယ်ရသော်ရသာသနာတော်နဲ့ချုပ်တွေ့တဲ့အခါမှာဟောဒီအမောဟဆိုတဲ့အသိဉာဏ်ရအောင်တရားဓမ္မနာယူရတယ်စာပေတွေဖတ်ရှုရတယ်သင်ယူရတယ်မှတ်သားရတယ်အဲ့ဒါတွေလုံးဝအမောဟဆိုဖြစ်တယ်အမောဟဖြစ်လာမှကောင်းကျိုးချမ်းသာတွေအတွက်အများဆုံးအကျိုးပြုနိုင်မှာဖြစ်တယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေရင်ထဲမှာလူဖြစ်လာပြီဆိုရင်တတိထားကြဖို့ရတာပါတော့ငါလှုပ်နေတဲ့အလုပ်သည်ပါပလားကလျာဏလားငါရင်ထဲဖြစ်နေတဲ့အရာသည်ပါပလားကလျာဏလားလူတွေထဲမှာအဖြစ်များတာတစ်ခုထပ်ပြောရမယ်ဆိုရင်လောဘဒေါသမောဟအပြင်ဆိုးတဲ့အရာနှစ်ခုကဘာတော့အကုသိုလ်မှန်သမျှအဆိုးတွေကြီးပဲသို့တော့အဖြစ်များတဲ့အကုသိုလ်ပြောရမယ်ဆိုရင်အိတ်တာနဲ့မစ္စရိယသတိထားမှာဖြစ်တယ်လူတွေမှာလွယ်တကူဖြစ်တတ်တယ်ဘာဖြစ်လို့တော့ဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိတယ်ကိုယ်နေရင်ကတောင်မှရှင်ပြိုင်တာလူဆိုတာဥပမာမဲ့အိမ်နာနေချင်းကကားစီးတယ်ဆိုလို့ရှိရင်ကိုလုံးငယ်တိမ်ငယ်လာတယ်ငါတို့အိမ်နာနေချင်းကကားဝယ်တယ်ငါတော့မဝယ်နိုင်ဘူးသူဘာလို့ကားဝယ်တာတော့အကောင်းမမြင်နိုင်ဘူးဒီလူကဘူးရစေဝါရောင်းလို့ကားဝယ်တာလားထိပေါက်တန်လည်းမကြားပါဘူးဆိုအလိုလျောက်မနာလို့စိတ်တွေဖြစ်တယ်ပြပြောလာအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနားမှာ
ကိုယ်အိမ်နာနေချင်းတယောက်တိုးတက်သွားရင်အကောင်းမပြောနိုင်တဲ့အိတ်တာအဲ့ဒီလူရဲ့ရင်ထဲမှာလည်းဘာဖြစ်တုံးဆိုစီးပွားဥစ္စာတွေတိုးတက်လာတယ်ငါကတော့ကအတူတူအပူပူအနူနူပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေချင်းသို့တော့ကိုကကြီးပွားလာတယ်အခွင့်အလမ်းတွေကောင်းလာလို့ကိုယ်စီးပွားတိုးတက်လာလို့ရှိရင်ကြံတဲ့လူတယောက်ကိုလိုတိုးတက်မှစိုးတယ်ဆိုဖြစ်လာပြန်လူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြီးပွားစေချင်ဘူးအဲ့လူကိုလိုမတိုးတက်စေချင်ဘူးဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြီးပွားသွားတာကိုမနာလို့မရှုစိတ်ဖြစ်ရင်အိတ်တာကိုလိုမကြီးပွားစေချင်လို့ကြီးပွားစေချင်မှုဆိုရင်မစ္စရိယအဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူဘောတူမနာလို့မရှုစိတ်နေနဲ့အကုသိုလ်တွေများနေကြတယ်လို့သူပြောညီကိုမောင်နှမချင်းတောင်းမှပဲတယောက်ကကြည်ပွားသွားရင်ကျန်တဲ့တယောက်ကမကျေနပ်ချင်ဘူးကိုကြည်ပွားသွားတာကိုကျန်တဲ့လူတွေကိုမကြည်ပွားစေချင်ဘူးဟောအိတ်တာမစ္စရိယအဲ့ဒီအိတ်တာမစ္စရိယဆိုတဲ့အကုသိုလ်ဟာလည်းပဲအမှန်မှကြီးမားတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာကြီးပွားတိုးတက်မှုတွေအားပြော့သွားပြီးတော့တူနဲ့တူမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေနိုင်ငံတနိုင်ငံမှာလည်းအိတ်တာမစ္စရိယရှိတာကိုပါတီကနိုင်ပြီးသူများပါတီကရှုံးနော်ကိုပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီကနိုင်ရတဲ့ပါတီမကြိုက်ဘူးနိုင်ငံရေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပြောမယ်ဆိုရင်ကြီးပွားသွားတဲ့လူကိုမကြီးပွားတဲ့လူကမကြိုက်ဘူးနိုင်ငံရေးနဲ့ပြောမယ်ဆိုရင်မဲသာရသွားရင်မဲမရတဲ့ပါတီကမကြိုက်ဘူးဟောဒီလိုတွေအများကြီးပဲရွှေတွင်းပြိုင်တူးလို့ရှင်လည်းရသွားတဲ့လူကိုမရတဲ့လူကမကြိုက်ဘူးအဲ့ဒီမကြိုက်နိုင်ဘူးအကောင်းမပြောနိုင်ဘူးဆိုတဲ့အိတ်တာဟာကျေပြန့်စွာအနှံ့အပြားမှရှိတယ်မရိယာတစ်မျိုးတည်းရှိတာမဟုတ်ဘူးအကုန်ရှိမှာနော်ကဘာကြီးတစ်ခုလုံးဟာကျေပြန့်ပြီးတော့နေတာအဲ့ဒီအိတ်တာမစ္စရိယကျေပြန့်စွာတည်ရှိနေမှုကြောင့်လူလောကလူတွေဟာတိုးတက်မှုလမ်းစာတွေပိတ်ပြီးတော့နေတာဖြစ်တယ်မနာလိုမရှုစိတ်သည့်အတွက်ကြောင့်အပြစ်ပြောကြတယ်ဆဲကြတယ်ရေးကြတယ်တူအပုတ်ချတယ်တိတ်ခါချတယ်ဆိုတာဒါတွေဖြစ်ကုန်အဲ့ဒါတွေကမှန်ကန်မှုရှိလားဆိုမှန်ကန်မှုမရှိဘူးအဲ့ဒါတွေကပပတွေပဲဖြစ်နေဆိုးတဲ့ဘက်ကိုတွန်းပို့လိုက်တဲ့အနေအထားမျိုးတွေဖြစ်ကုန်ကောင်းတဲ့ဘက်ကိုရောက်ရှိစေနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ဒီအိတ်တာနဲ့မစ္စရိယဆိုတာလည်းပဲတကယ်ပပအစ်စ်ပဲအဲ့ဒီပပမှာအိတ်တာကိုဘာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်မုဒိတာနဲ့ဖယ်ရှားလူတယောက်ကြီးပွားသွားရင်ဝမ်းသာနိုင်ရမယ်ဝမ်းသာနိုင်ရဘလို့ဝမ်းသာရအိုးသူစ조사လို့ရတာခြေနှက်ဆရာကောင်းလိုက်တာငါလည်းစ조사မယ်ဟောဒီလိုပဲဖြစ်တယ်နော်အဲ့တော့ဝမ်းသာနိုင်တာဟာမုဒိတာတရားမုဒိတာဆိုတဲ့ပြမစိုးတရားခေါင်းမသွားပြီးကလျာဏခေါင်းမသွားပြီဆိုအိတ်တာဆိုတဲ့ပပကလွှမ်းမိုးလာအိတ်တာသည်ပပမုဒိတာသည်ကလျာဏအဲ့တော့ကလျာဏကာရီအသင်းသူအသင်းသားတွေဟာအိတ်တာကိုလက်ခံမဲ့ဆိုရင်ကလျာဏကာရီမဖြစ်ဘူးပပကာရီဖြစ်သွားမယ်အိတ်တာကိုလက်မခံမဲ့နဲ့မုဒိတာတရားထားနိုင်မယ်ဆိုလို့ရှိရင်ကလျာဏကာရီအစစ်ဖြစ်သွားနိုင်တယ်နာမည်နဲ့လိုက်လျောညီစွာကလျာဏကာရီဆိုတဲ့အတိုင်းကလျာဏကာရီဖြစ်တယ်ဒါနကုသိုလ်လေးလှုပ်ထားတဲ့မဟုတ်ဘူးစိတ်နေသဘောထားတွေကအရေးကြီးတယ်နော်လူယုံတန်းယုံဒါနလေးနဲ့တင်ခေါ်လို့မရဘူးလူရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိတာကလျာဏကာရီလို့ဒီလိုအဓိပ္ပာယ်ဆိုပါဖြစ်တယ်တို့တူပဲတစ်ဖက်သား
မကြည်ပွားစေခြင်းမူကိုယ်သာကြည်ပွားစေခြင်းနဲ့ဆိုတာမစ္စရိယအဲ့ဒီမစ္စရိယရှိနေတဲ့များကာလပတ်လုံးကိုယ့်ရဲ့နဲ့မှာပါပဆိုတာတွေကြီးစိုးနေမှာပဲဖြစ်တယ်အဲ့ဒီကြီးစိုးနေတဲ့ပါပတွေကိုတရားဆိုတဲ့ယုံကြည်မှုနော်ကံကံဤကျိုးလက်ခံယုံကြည်မှုဖြစ်နော်ကိုယ်သာခံစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကိုအသိဉာဏ်ဖြင့်ဖြစ်စေတရားနဲ့ဖြစ်စေဖယ်ရှားလိုက်နိုင်မှသာလေဒီမစ္စရိယဆိုတဲ့ပါပတရားဟာရောက်ွယ်သွားမှာဖြစ်တယ်။နှုတ်ဖို့ဆိုလို့ရှိရင်မစ္စရိယတရားကြောင့်အမြဲတမ်းတွန့်တိုးနေတတ်တယ်။စာပေကျမ်းကမှာဘယ်လောက်ထိအောင်ဆိုတော့ဆိုရင်မစ္စရိယဆိုတဲ့နေရာကုသိုလ်ကောင်းမှုပြုရင်တောင်မှပဲအပင်ပန်းခံပြီးတော့မလုတ်ဖဲနေခြင်းကိုယ့်ကိုညာခြင်းသည်ကာယမစ္စရိယလို့ခေါ်တယ်ကိုယ့်ကိုညာတယ်ရှိသလောက်အသုံးမချခြင်းဘူးကိုယ့်ကိုညာတယ်အဲ့ဒါလဲကာယမစ္စရိယဒီလိုသုံးတယ်ထို့တူပဲသူများကုံကိုချီးမွမ်းလို့တဲ့ချီးမွမ်းတဲ့အခါမှာလည်းပဲတကွက်ကလေးတော့ခြံထားခြင်းလေကုံအောင်မချီးမွမ်းခြင်းချီးမွမ်းရင်လည်းမကျေနပ်ခြင်းဖြစ်တယ်မစ္စရိယတယ်အဲ့တော့မစ္စရိယဆိုတာကြတော့၅မျိုးခွဲထားတာရှိမစ္စရိယရဲ့အဓိပ္ပာယ်ကမာဣဒံဣစရိယအင်ညေတံဟောတုအောဝေကောင်းတဲ့ဒီအခြေအနေကောင်းဟာငါမှသာရှိပါစေသူများကိုမရှိစေချင်ဘူးဆိုစိတ်ပုတ်ကိုခေါ်တာမစ္စရိယကိုယ်သာရချင်တဲ့စိတ်ပုတ်အဲ့ဒါဘယ်သူလွှမ်းမိုးနေလို့တော့ဆိုရင်လောဘလွှမ်းမိုးနေလို့ဖြစ်တယ်အဲ့တော့မစ္စရိယတရား၅ပါးရှိတယ်တဲ့၅ပါးကဘာတော့ဆိုရင်အာဝါဒမစ္စရိယနေစရာအိမ်အဆောက်အဦနဲ့ပတ်သက်ပြီးတော့မစ္စရိယဖြစ်တတ်တယ်လူတွေမှာနေစရာနဲ့ပတ်သက်ပြီးတော့အာဝါဒမစ္စရိယကိုနေတဲ့နေရာသူများနေရင်မကြိုက်ဘူးလူတို့ဟာမျိုးခဏလေးနေရတဲ့ခဏလေးစီးတဲ့ကားပေါ်တောင်မှပဲပေါင်ကားထိုင်နေဆိုတာသိမှာနော်ကိုနားမှာသူများမထိုင်အောင်ပေါင်ကားထားအထုပ်ကလေးချထားအဲ့ဒါလေအာဝါဒမစ္စရိယသူများကိုထိုင်တာမထိုင်သေးချင်ဘူးကိုပဲထိုင်မယ်ဟောအာဝါဒမစ္စရိယကုလမစ္စရိယကိုနဲ့ပေါင်းတဲ့ပုဂ္ဂိုလ်တယောက်ကိုမိတ်ဆွေသူများမိတ်ဆွေဖြစ်သွားမှစိုးတယ်ကိုတယောက်တည်းပဲခင်ញင်နေဥမာပဲပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဂုဏ်သရင်ကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေငါမိတ်ဆွေအရင်ချမ်းငါနဲ့သိတာငါမိတ်ဆွေငါနဲ့အခင်ဆုံးဆိုတာဖြစ်ချင်ခြားတယောက်နဲ့ခင်နဲ့သိတယ်ဆိုလို့ရှိရင်မကျေနပ်ချင်အဲ့ဒါကုလမစ္စရိယလာဘမစ္စရိယကိုရတယ်လို့သူများတွေကိုမရစေချင်တာကိုရဲ့အောင်မြင်မှုရတယ်လို့သူများတွေကိုမရစေချင်တာလာဘမစ္စရိယနောက်တစ်ခုကကိုလှတယ်လို့သူများကိုမလှစေချင်တာလှတဲ့လူတွေမှလည်းဖြစ်တတ်တယ်ဘယ်ရွေးပွဲမှာကိုယ်သာအလှဆုံးဖြစ်ချင်တယ်သူများလှတာမကြိုက်ဘူးဆိုဒါဝဏမစ္စရိယလို့ခေါ်နောက်တနည်းအားဖြင့်အချီးမွမ်းခံရကိုတယောက်တည်းပဲချီးမွမ်းခံခြင်းနဲ့ကိုနဲ့တွဲဖက်ပြီးတပြင်းတယောက်ကိုချီးမွမ်းရင်မကြိုက်ဘူးကိုသာချီးမွမ်းခံရဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းဝဏမစ္စရိယလို့ခေါ်ဝဏဆိုတာအစင်းလှမှုနဲ့သက်ဆိုင်တယ်ချီးမွမ်းခံရမှုနဲ့သက်ဆိုင်တယ်နောက်တစ်ခုကဓမ္မမစ္စရိယတဲ့ကိုသိတဲ့ပညာရကိုသူများအောင်မပေးခြင်းညမပြေမှာဆိုလို့ရှိရင်အာစရိယမုဋ္ဌိဆိုပြီးဆရာစားခြံထားလိမ့်ရှိတယ်နော်ဆေးဆရာကြီးတွေဟာသူတို့ဆေးနီးသူများသိမှာဆိုလို့15မဲလောက်ရှိတဲ့ဆေးကို10မဲလောက်ပဲရေးမှတ်ထားပြီး9မဲကတော့သူတို့သိမ့်ထားသူများဖတ်လို့မရအောင်ရှင်းထဲမှာပဲထားလက်ဆေးတိုင်းသွားဝယ်ရင်ဆေး10မျိုးလောက်ပဲပြကျန်တဲ့ဟာကြတော့သူများသိမှာဆိုလို့
ဒီကနေ့ခေတ်ထီအောင်အဲ့ဒီပစ္စရိယတရားရှိတော့ဆပ်ပြလုပ်တဲ့လူတွေကုမ္ပဏီတွေသွားကြည့်နော်နောက်ဆုံးအဆင့်ကိုဘယ်သူမှမပေးဘူးမသိဘူးဟင်းချက်နီးနေသေးကြီးတောင်အကုန်ပေးတာမဟုတ်ဘူးနောက်ဆုံးအဲ့ဒါမပြောပါနဲ့ဓာသွေးတာတောင်အကုန်မပေးဘူးလို့ကြားဘူးဒါပဲဗျာကြောက်ပေါ်ပွတ်တာအဲ့ဒါတော့ပဲအကုန်လုံးနှီးမပေးချင်ဘူးတဲ့ကဲတော့ပြောစမ်းကြဘူးတဲ့ဓာသွေးနာမည်ကြီးတယ်သူသွေးလိုက်လို့ရှိရင်ဓာထက်တယ်ခေါင်းရိပ်တဲ့ဓာပဲဖြစ်စေတစ်ခုတ်တဲ့ဓာပဲဖြစ်စေသူဟာဓာသွေးလွန်ကောင်းတယ်လို့နာမည်ကြီးသူနဲ့အရင်နှီးဆုံးတပည့်ကိုကြက်မှသူကတိုးတိုးလေးပေးတယ်ရေနဲ့နဲ့ထည့်သွေးရတယ်ဒါပဲသူဓာသွေးနေအဲ့ဒါလေးကိုဖွက်ထားဆေးဆိုလဲအဲ့ဒါလို့ဖွက်ထားသည့်အတွက်ကြောင့်ဆေးကောင်းဝါကောင်းတွေတိုင်းရင်ဆေးတွေကပျောက်ကုန်တကယ်ပျောက်ကုန်စွမ်းထက်တဲ့ဆေးတွေကတမဲဖွက်ထားနှစ်မဲဖွက်ထားနဲ့ဆိုဆေးတွေကအစွမ်းမထက်တော့အဲ့ဒါဘာကြောင့်လို့ဆိုမစ္စရိယကြောင့်ခဏခေတ်မှာနည်းနည်းတော့မစ္စရိယရောပါလာတယ်လို့ထင်ရတော့လေတကယ်တော့မရောပါဘူးမစ္စရိယနဲ့တွဲလာတာကဒေါသဖြစ်တယ်အဲ့ဒါကြောင့်မို့ဘယ်ပညာရပ်ပဲဖြစ်ဖြစ်အကုန်မပြီးပဲနဲ့ရှုပ်ဝတ်ထားလေးရှိကြတယ်ဒါကိုအာစရိယမုဋ္ဌိလို့ခေါ်တယ်ဆရာလက်သီးစုပ်ထဲမှာထားတဲ့ပညာမြတ်စွာဘုရားကတော့သူ့မှာမစ္စရိယတရားဆိုတာမရှိဘူးဆိုတာရှန္ဒနာကိုဖွင့်ပြီးတော့ဘယ်လိုမရှိခဲ့တော့ဆိုနမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုတရားဓမ္မနဲ့ပတ်သက်ပြီးငါမှာအာစရိယမုဋ္ဌိမရှိဘူးအတွင်းရောပြင်ရောကုံစင်ရောဟောထားတဲ့တရားနဲ့ပတ်သက်ပြီးအာစရိယမုဋ္ဌိခြံပြီးတော့ဟောတာမရှိဘူးဒါတောင်မှပဲဘုရားဘာသာဂိုင်းခွဲတစ်ခုဖြစ်တဲ့မဟာယာနဂိုင်းကစာအုပ်တွေဘုန်းကြီးတို့တီးဟိုသွားပြီးစာသင်တဲ့အခါကျတော့မှအဲ့ဒီမဟာယာနဂိုင်းကရေးတဲ့စာအုပ်ကိုသွားဖတ်မိတယ်ဖတ်မိတဲ့အခါကျတော့သူတို့ကဘာပြောတော့ဆိုဟိနယာနဂိုင်းသားတွေကိုဟောတဲ့တရားကတဲ့အများသိတဲ့တရားကိုဟောတာတဲ့မဟာယာနဂိုင်းဝင်တွေကိုဟောတဲ့တရားက special တရားတဲ့နော် special တရားဟောတယ်ဟိနယာနပိဋကကများဟောတယ်ဟာအဲ့ဒါကိုအင်္ဂလိပ်စကားလုံးလေးနှလုံးရှိတယ် esoteric ဆိုတဲ့စကားလုံးရဲ့ exoteric ဆိုတဲ့စကားလုံးနှလုံးရှိတယ်esoteric ဆိုတာအများအတွက်ဟောပြီး exoteric ဆိုတာကန့်သက်ချက်နဲ့ဟောဒါကတပည့်ရင်းနေပဲဟောတယ်ဟိုကအများသိအောင်ဟောတယ်တရားတော်မှာအဲ့လိုခွဲလိုက်သေးတယ်နော်သို့တော်မြတ်စွာဘုရားကနမေအာစရိယမုဋ္ဌိအဋ္ဌိဓမ္မေတုငါမှာအာစရိယမုဋ္ဌိမရှိပါဘူးလို့ပုံပွင့်လင်းလင်းမဟာပရိနိဗ္ဗာန်တော်မှာဒီလိုဟောတာဘုရားမှာအဲ့လိုခွဲခြားပြီးတော့ဟောတာမရှိဘူးဘသူကိုပဲဟောမြတ်စွာဘုရားသည်အနုပုပ္ပိကထာလို့ဆိုတဲ့အတိုင်းဒါနအကြောင်းသီလအကြောင်းလက်ပြည့်အကြောင်းကာမဂုဏ်အာယုန်ရဲ့အဖြစ်ကာမဂုဏ်အာယုန်ရဲ့လွတ်မြောက်ခြင်းရဲ့အကျိုးဆိုတာကထာ၅ပါးဟောပြီးသစ္စာ၄ပါးကိုဟောတယ်သို့တော်နာတဲ့ပုဂ္ဂိုလ်တွေအတိုင်းတာအရတချို့ကသောတပန်အဆင့်တချို့ကသဂရကတချို့ကအနာကတချို့ကယဟန္တာအဲ့လိုမတူညီတဲ့အဆင့်တွေရောက်သွားတာတော့ပုဂ္ဂိုလ်နဲ့ပဲကြားနာတဲ့ဝိနည်းသရဝတွေနဲ့ပဲဆိုင်နေမြတ်စွာဘုရားကတော့အားလုံးကိုအကုန်ပေးတယ်။ဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်ပိုက်ဆံကျဲတယ်လို့ပေါ့ဗျာ။ပိုက်ဆံကျဲတဲ့အခါမှာငါးချက်တန်းရတဲ့လူတွေရမှာပေါ့။တောင်းတန်းရတဲ့လူတွေရမှာပေါ့။ရတန်းရတဲ့လူတွေရမှာပေါ့။မြတ်စွာဘုရားကတော့အကုန်ကျဲလိုက်တာပဲနော်။ကိုယ်တန်ရကိုရသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ။အေးဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေထဲမှာပါပဆိုတဲ့တရားတွေဟာလောဘဒေါသမောဟအိတ်တမစ္စရိယပါပတရားတွေဖြစ်တယ်ကလျာဏဆိုတဲ့တရားတွေက
အလောဘအရောဓအမောဟမုဒိတာတတ္တာဆိုတဲ့တရားတွေဟာကလျာဏတရားတွေဖြစ်တယ်။ပါပတရားတွေကိုဖယ်ရှားပြီးတော့ကလျာဏတရားတွေကိုကိုယ့်ရဲ့ဖြစ်ပေါ်အောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်။ဓမ္မသာလည်းပပကာရီအဖြစ်ကလွတ်ပြီးကလျာဏကာရီအဖြစ်ကိုရောက်ရှိမှာဖြစ်လို့မြတ်စွာဘုရားဟောထားတဲ့အတိုင်းကလျာဏလုံးမှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်ပပလုံးနေဆိုးကျိုးပဲရမှာဖြစ်တယ်ဆိုတဲ့ဆုံးမဩဝါဒကိုမှတ်သားကြရမှာတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟောကြားတဲ့မှန်ကန်တဲ့လက်တွေ့ကြတဲ့တရားကိုနာယူမှတ်သားကြပြီးမိမိတို့ယင်တဲ့နှလုံးထဲမှာပါပဆိုတဲ့တရားတွေမဖြစ်အောင်ရှောင်ရှားလို့ကလျာဏဆိုတဲ့တရားတွေဖြစ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း